တော့နီးနေပါကြချားမတီးရတော့ကျွန်တော်တင်းရတော့ချားရင်တော့သိရင်တော့ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ဒါလည်းမကောင်းလို့ဒီလိုလောချင်လို့ဒီနေ့တော့ပိုလေးတင်းစားပြကျွန်တော်တင်းစားတဲ့ကမိုးဝိုင်းကြီးကြောင့်ခေါ်ပါတယ်အဲ့နေရာတော့ကျွန်တော်တို့ဒီချက်ချပြအောင်လို့တော့ထင်ပါရဲ့ဗျာဒါပေမဲ့ကျွန်တော်ကြောင်းလုံးကိုကိုင်းပြမယ်ဗျာဘလို့လမ်းဝမယ်ကျွန်တော်ကိုင်းပြမယ်ဗျာဘလို့ကျွန်တော်ဖိုင်နေတယောက်ပါရင်တော့ဒီဂိမ်းတော့ကျွန်တော်နဲ့တွေ့ဆုံမယ်တော့ခေါ်ပါဗျာကျွန်တော်ကျွန်တော် fashion ရရင်တို့ကျွန်တော်ဒီလိုလုပ်နိုင်တယ်ကျွန်တော်ကိုဘာရချာနေတော့ဒီကျွန်တော်ကောင်းနေရတော့နည်းနည်းတော့မိုက်တယ်ဗျကောင်းနေမို့ကျွန်တော်မေကောင်းနေအများကြီးကျန်းမဆိုးလာလေမိုက်တယ်ဗျဒီတော့ကရလေကျန်းနေငါရှင်ကြောင်းပြတာဗျမင်းကိုရဝါကြစီရိုးရဲ့မှာကောင်းရကျန်းလုံးကြကျွန်တော်သိချင်တဲ့ကောင်းရိုးကိုကြိုက်ပါတယ်ကိုဝင်းဝါရကိုနာတော့ကျန်းလုံးfashion နဲ့တော့ကျန်းပါဒါပဲမကျန်းရင်ရောက်လို့မရlet's go ဘာလို့ဘရိုးလည်းကိုမထဲမှာဘာကကျွန်တော်ကောင်းနေလားပေးအောင်ဗျ Your flower has withered the hellfire ကျွန်တော်တော့ဒီကောင်းတော့ကိုင်းကျင်ပါဗျဒါပေမဲ့နောက်တော့ဒီကောင်းကကန်လိုက်တော့မရကျွန်တော်ဒီကောင်းရတော့ကျန်းပါရဲ့နည်းအစနဲ့ကျိုးလိုက်မိုက်တော့ကျိုးနေတယ်အိုးဒီလေနဲ့မဖိုက်တယ်တော့လုံးမှာပေါ့ကွာနင်တို့ဒီကောင်းနေတဲ့ရှာကျိုးလိုက်ရပါလေကျွန်တော်မကြတော့လိုက်တော့let's go baby ကျွန်တော်ကွာပြီဗျ let's go ကျွန်တော်တော့ဘယ်တော့သူနန်းနေလို့တင်ဆက်ပြမို့ဒီလိုအထဲထဲမှာဝင်ပြီးတင်ဆက်ပြမူဝိုင်းကြီးကြတော့ကောင်းတယ်ဗျဘယ်တော့တောင်းတင်မူဝိုင်းကြီးကြဆုံးရိုက်ရှားကြည့်လိုက်ဗျမတကောင်ကတော့ကျန်းနေဗျမူဝိုင်းကြီးတက်တယ်လိုဘလော့ YouTuber တော့ကွာမကြည့်နဲ့ကျွန်တော်တော့ကြည့်ရင်တော့ကောင်းတာပေါ့ဒီကောင်းနေအကုန်လုံးကကျွန်တော်နိုင်တဲ့ကောင်းနေကြည့်ပဲပါတာဗျကျွန်တော်နိုင်တော့ဖန်ပြမယ်ဗျကျွန်တော်ရဲ့ဘလောက်စွမ်းရှိတဲ့ထက်တဲ့ကောင်းလုံးဆိုတာဖန်ပြမယ်ဗျကြည့်ထားတော့ဘလို့မျက်လုံးတောင်ပြူပါမယ်တုံးရဲမယ်ကိုကျန်းနေနော်ကိုနေရလဲကျန်းနေကျွန်တော်နိုင်ချင်တယ်ကျွန်တော်နိုင်မယ်ကျွန်တော်ဒီကောင်နိုင်နေကျွန်တော်ပေါ့ဝါလေးရှိတယ်ကျွန်တော်မယ်ချောင်းနိုင်နေဆိုးနေနိုးရုံများရှိတာကျွန်တော်လာကျင်ဆက်ပေးခြင်းကျင်ဆက်ပေးတယ်ကျွန်တော်လည်းရင်ကျွန်တော်မြင်လာကျွန်တော်ရင်ပြကျွန်တော်ရင်ပြဘယ်သူမှမပါဘူးတယောက်2ယောက်3ယောက်4ယောက်4ယောက်ကျွန်တော်တို့ခုတော့ပေါ်နေခါရမြတ်လာလေးဟောလေးအလိုလာလေးကြောင်ဖိုက်တော့ချမှာပေါ့